ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကကိုယ့်ပေါ်မှာလေးစားမှုရောရှိလားrespect တွေရောပေးနိုင်လားကိုယ့်ကိုဘယ်လိုမျိုးတန်ဖိုးထားလဲပေါ့နော်တန်ဖိုးဘယ်လိုဖြတ်လဲတန်ဖိုးဖြတ်တတ်တာလားဒါမှမဟုတ်ကိုယ့်ကိုဘယ်လိုမျိုးသူတို့ဆက်ဆံကြလဲဒါအရေးကြီးရပေါ့နော်အဲ့တော့ပတ်ဝန်းကျင်ဆိုတာကျွန်တော်တို့ကပြောင်းလဲလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ကိုမလေးစားတဲ့ပတ်ဝန်းကျင်ကျွန်တော်တို့တန်ဖိုးမထားတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ကြကြနေလို့မရဘူးပေါ့နော်ကြကြနေရဆိုရင်ကျွန်တော်တို့ရဲ့ဘဝပို့ပြီးတော့ဆိုးဖို့ပဲရှိတယ်ဒါကတော့ကျွန်တော်နည်းနည်းကြမ်းတယ်ပေါ့နော်ဒီစကားတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တန်ဖိုးမထားတဲ့လူဆိုတာကျွန်တော်တို့တန်ဖိုးမသိတဲ့လူဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုမလေးစားတဲ့လူဆိုတာလည်းကျွန်တော်တို့တန်ဖိုးမထားတဲ့လူဖြစ်တယ်ဟုတ်ပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီတန်ဖိုးမထားတဲ့ပတ်ဝန်းကျင်တစ်ခုကိုမလေးစားတဲ့ပတ်ဝန်းကျင်တစ်ခုမှာကြကြနေဖို့မလိုဘူးကျွန်တော်တို့တန်ဖိုးထားတယ်ကျွန်တော်တို့အလိုရှိရဆိုတဲ့ပတ်ဝန်းကျင်ကိုသွားဖို့လိုတယ်အဲ့တော့ဒီလိုပတ်ဝန်းကျင်မှာကြကြနေမိရင်ကိုယ့်ရဲ့ဘဝပျက်စီးမှာပဲဖြစ်ပါတယ်